ညတန်းကောင်မာသာပေါ်လာတဲ့ရွာအပိုင်းငါနောက်ဆုံးဖျက်ချက်ခင်မောင်လွင်တသားအဖုံးကိုတဖြည်းဖြည်းဖွင့်လိုက်တယ်အဖုံးအောက်ကဒီအလင်းတစ်ခုထွက်လာတယ်အဲ့ဒီအလင်းကအရန်တောက်တာမဟုတ်ဘူးဒါပေမဲ့အလွန်အေးဆေးနဲ့နူးညံ့တဲ့အလင်းတစ်ခုလေတိုက်တန်တီတောင်ခဏတိတ်သွားသလိုဖြစ်သွားတယ်ခင်မောင်လွင်အောက်ကိုငုံကြည့်လိုက်တယ်အဲ့ဒီအောက်မှာကြောက်ဝိုင်းတစ်ခုရှိနေတယ်ကြောက်ဝိုင်းအလဲမှာနာယီဟောင်းတစ်လုံးတင်ထားတယ်။နာယီကအရန်ဟောင်းနေပြီးအနှဲငယ်ချို့ယွင်းသလိုရှိတယ်။ဒါပေမဲ့အံ့ဟိုးစရာတစ်ခုရှိတယ်။နာယီက12နာရီမှာပဲရက်နေတယ်။ခင်မောင်လွင်တိတ်ပြောလိုက်တယ်။ဒါကထိုနဲ့တူတဲ့လူကနောက်ကနေပြောလိုက်တယ်။ဒါကအချင်းစဝိုက်မင်းကလေးကခင်မောင်လွင်ကိုကြည့်ပြီးပြောလိုက်တယ်။ဒါကိုမထိနဲ့။ဒါပေမဲ့ခင်မောင်လွင်မေးလိုက်တယ်။ဒါကိုဖြတ်လိုက်ရင်ဘာဖြစ်မလဲ။အဲ့ဒီလူတိတ်ပြောလိုက်တယ်ဒီရွာပျောက်သွားမယ်အဲ့ဒီနဲ့အတူသူခဏတိတ်ပြီးပြောလိုက်တယ်ဒီရွာထဲမှာပိတ်မိနေတဲ့လူတွေအားလုံးလဲပျောက်သွားမယ်ခင်မောင်လင်းစိတ်ထဲမှာတင်းတိမ်သွားတယ်သူလမ်းပေါ်မှာတွေ့ခဲ့တဲ့လူတွေကိုသတိရလာတယ်ကလေးတွေရွာသားတွေသူတို့အားလုံးဒီညထဲမှာအမြဲတမ်းပိတ်မိနေကြတယ်မိန်းကလေးတိတ်ပြောလိုက်တယ်ဒါပေမဲ့မင်းမဖြတ်ဘူးဆိုရင်ဒီရွာဆက်ပြီးရှိနေမယ်ခင်မောင်လင်မေးလိုက်တယ်ဒါဆိုသူတို့လွတ်နိုင်မလားမိန်းကလေးတိတ်သွားတယ်အဲ့ဒီလူပြောလိုက်တယ်မလွတ်နိုင်ဘူးအချိန်ဆက်ဝိုင်းမပြိုပက်မချင်းဒီရွာထဲလာလူတွေအမြဲတမ်းဒီညထဲမှာပဲနေရမယ်လေတိုက်တန်းကပိုးပြင်းလာတယ်အရှိဘက်မှာနေရောင်အနှင်းငယ်ထွက်လာတယ်မနဲ့လင်းတော့မယ်ခင်မောင်လင်ခေါင်းကိုအနှင်းငယ်ငုံလိုက်တယ်ဒါဆိုမင်းဘာကြောင့်ဒီကိုထိန်းထားတာလဲသူနဲ့တူတဲ့လူခဏတိတ်သွားတယ်နောက်ဆုံးပြောလိုက်တယ်အရင်တုန်းကငါလည်းမင်းလိုပဲရွေးချယ်ခွင့်ရှိခဲ့တယ်ဒါပေမဲ့သူမိန်းကလေးကိုတစ်ချက်ကြည့်လိုက်တယ်ငါဖြတ်မရဘူးမိန်းကလေးမျက်လုံးအနှဲငယ်ပြောင်းသွားတယ်ခင်မောင်လည်းမေးလိုက်တယ်ဘာကြောင့်လဲအဲ့ဒီလူအေးဆေးပြောလိုက်တယ်ဒီရွာထဲမှာငါချစ်တဲ့လူတစ်ယောက်ရှိတယ်ခင်မောင်လည်းနားလေလာတယ်မင်းကလေးကတိတ်နေတယ်အဲ့ဒီအချိန်မှာခေါင်းလုံးကြီးတစ်ချက်လွတ်သွားတယ်ဒုံနေအောင်အနှဲငယ်ပိုတက်လာတယ်ရွာတွေကအိမ်တွေအနှဲငယ်ပျောက်သွားနေသလိုဖြစ်လာတယ်အချိန်နည်းနေပြီအဲ့ဒီလူပြောလိုက်တယ်မင်းဆုံးဖြတ်ရမယ်အခုခင်မောင်လွင်နာယီကိုကြည့်လိုက်တယ်နာယီလက်တွေမလှုပ်ဘူးဒါပေမဲ့သူသိတယ်မနှက်လင်းသွားတာနဲ့ဒီအရာအလုံးပျောက်သွားမယ်သူစိတ်ထဲမှာစဉ်းစားလိုက်တယ်ဒီရွာကိုဖျက်လိုက်ရင်လူတွေလွတ်သွားနိုင်တယ်ဒါပေမဲ့သူတို့ပျောက်သွားမယ်မဖျက်ဘူးဆိုရင်ဒီရွာဆက်ပြီးရှိနေမယ်ဒါပေမဲ့လူတွေအမြဲတမ်းပိတ်မိနေရမယ်မိန်းကလေးတိတ်ပြောလိုက်တယ်မင်းဘာဆုံးဖြတ်မလဲခင်မောင်လင်မေးလိုက်တယ်မင်းဘာလို့ချင်းလဲမိန်းကလေးခဏတိတ်နေတယ်နောက်ဆုံးပြောလိုက်တယ်ငါလွတ်ချင်တယ်လေကပိုပြင်းလာတယ်ရွာတွေကလမ်းတွေအကျိတ်ထဲဝင်နေတယ်ခင်မောင်လည်းအသက်ရှူတစ်ချက်ယူလိုက်တယ်ပြီးတော့သူ့လက်ကိုနာယီပေါ်တင်းလိုက်တယ်သူနဲ့တူတဲ့လူမျက်လုံးကျဲသွားတယ်မလုံနဲ့ဒါပေမဲ့ခင်မောင်လည်းနာယီကိုတစ်ချက်လှည့်လိုက်တယ်နာယီလက်က12နာရီကနေရွေ့သွားတယ်အဲ့ဒီအချိန်မှာခေါင်းလောင်ကြီးအားနဲ့တစ်ချက်ထွက်လာတယ်ဒုံရွာတွေကအရာအလုံးလှုပ်သွားတယ်အိမ်တွေလမ်းတွေမီးအိမ်တွေအားလုံးအလင်းတွေဝင်သွားတယ်မိန်းကလေးခင်မောင်လွင်ကိုကြည့်လိုက်တယ်သူမမျက်လုံးထဲမှာမျက်ရည်နည်းနေရှိနေတယ်ဒါပေမဲ့သူမပြုံးနေတယ်ကျေးဇူးတင်ပါတယ်အဲ့ဒီအချိန်မှာအရာအလုံးအလင်းဖြူတွေဝင်သွားတယ်ခင်မောင်လွင်မျက်လုံးဖွင့်လိုက်တဲ့အချိန်သူတောင်ကြားလမ်းပေါ်မှာရပ်နေတယ်မနက်နေအောင်တက်နေတယ်ပတ်ဝန်းကျင်မှာရွာမရှိတော့ဘူးအိမ်မရှိတော့ဘူးခေါင်းလုံးတိုင်လည်းမရှိတော့ဘူးတောင်ကြားထဲမှာအပင်တွေနဲ့မြက်ပင်တွေပဲရှိတယ်သူစာအုပ်ကိုကြည့်လိုက်တယ်စာအုပ်ခေါင်းစဉ်ကညတန်းကောင်မှလာပေါ်လာတဲ့ရွာစာရေးသူခင်မောင်လွင်သူအံ့ဩသွားတယ်ငါဒီကိုရေးခဲ့တာလားသူစာအုပ်ကိုဖွင့်လိုက်တယ်စာအုပ်ထဲမှာသူကြုံခဲ့တဲ့အရာအားလုံးရေးထားတယ်ဒါပေမဲ့နောက်ဆုံးစာမျက်နှာမှာစာတစ်ကြောင်းရေးထားတယ်ရွာကပျောက်သွားတာမဟုတ်ဘူးတနေ့နောက်တစ်ယောက်လာတဲ့အခါအချိန်ဆက်ဝိုင်းပြန်လဲပါမယ်ခင်မောင်လွင်
စာအုပ်ကိုတိတ်တိတ်ပိတ်လိုက်တယ်လေတိုက်တန်အနှဲငယ်ကြားရတယ်သူနောက်ကိုလှည့်ကြည့်လိုက်တယ်တောင်ကြားအောက်မှာခဏလောက်အလင်းသေးသေးလေးပေါ်လာသလိုဖြစ်လာတယ်ဒါပေမဲ့အခြေတစ်ချက်မှာပျောက်သွားတယ်ခင်မောင်လွင်အနှဲငယ်ပြုံးလိုက်တယ်ပြီးတော့သူလမ်းကိုဆက်ရှောင်သွားလိုက်တယ်ဒါပေမဲ့သူမသိသေးတာတစ်ခုရှိတယ်သူထွက်သွားတဲ့အချိန်မှာတောင်ကြားအလယ်မှာခေါင်းလောင်းစီးသေးသေးလေးတစ်ချက်ထွက်လာတယ်ကလင်း